အားလုံးပဲနှစ်သက်မှာအဆင်ပြေကြရလားဗျပြီးခဲ့တဲ့ January လ1ရက်နေ့ New Year နေ့ကကျွန်တော်တို့အားလုံးရဲ့အချစ်တော်ဖြစ်တဲ့ Ace ရဲ့မွေးနေ့ဆိုတာကိုအားလုံးသိပြီးကြလောက်ပါပြီပင်လယ်ဓမြဘရင်ကြီး Goldie Roger ရဲ့သားဖြစ်ပြီးတော့ Luffy ရဲ့အကိုလည်းဖြစ်တဲ့ Ace sorry ပုံမှားသွားလို့ Ace ဟာဆိုရင် anime မှာလည်း screen time အတော်အသင့်ရခဲ့ပြီးတော့သူ့ရဲ့ origin story အကြောင်းကို graphic novel နှစ်ခုလည်းထွက်ထားပါသေးတယ်ဒီဝတ္ထုတွေကတော့ Oda ကိုယ်တိုင်ရေးတာမဟုတ်ပေမဲ့ Oda ရဲ့ကြီးကြပ်မှုအောက်ကနေထွက်တာဆိုတော့တော်တော်များများက canon အဖြစ်မှတ်ယူကြပါတယ်ဒီဗီဒီယိုမှာတော့အဲ့ဒီဝတ္ထုတွေအကြောင်းကိုပြောမှာမဟုတ်ပါဘူးကျွန်တော်ရဲ့ထုံးစံအတိုင်း Ace ရဲ့ cover story အကြောင်းကိုအတူတူသွားကြည့်ကြရအောင်ပါ Alabasta Arc မှာတော့ Ace က Luffy တို့နဲ့တွေ့တော့သူက Whitebeard ပင်လယ်ဓမြအဖွဲ့ရဲ့ second division commander ဖြစ်နေပြီဆိုတဲ့အကြောင်းသူတို့အဖွဲ့မှာအဖွဲ့ဝင်ချင်းချင်းမတက်ရဘူးဆိုတဲ့တမဏိစီးမြင်တစ်ခုရှိတဲ့အကြောင်းနဲ့သူ့ရဲ့ second division တွေက Marshall D Teach လို့ခေါ်တဲ့သူတယောက်ကအဖွဲ့ဝင်ချင်းချင်းတက်ပြီးတော့ Devil Fruit တစ်လုံးကိုခိုးယူထွက်ပြေးသွားခဲ့တာကြောင့် second division ခေါင်းဆောင်ဖြစ်တဲ့ Ace ကအပြစ်ပေးဖို့လိုက်ရှာနေရတဲ့အကြောင်းပြောခဲ့တာကိုမှတ်မိကြမှာပါဒီ cover story ကတော့ Ace တယောက် Blackbeard ကိုလိုက်ရှာရင်းနဲ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးတွေအကြောင်းဖြစ်ပြီးတော့ timeline အနေနဲ့ကတော့ Luffy တို့နဲ့ Alabasta မှာခွဲခွာပြီးနောက်ပိုင်း Jaya Arc နဲ့ Enies Lobby Arc ဂျားလောက်မှာစက်အိမ်တည်ထားရလို့ခန့်မှန်းကြပါတယ်အဲ့တော့ရှေရှေဝိုးတွေပြောမနေတော့ဘူး Ace ရဲ့ Blackbeard ရှာပုံတော့ cover story အကြောင်းကိုစလိုက်ကြရအောင်story ရဲ့အစမှာတော့လူတယောက်ကပါစတာဆိုင်မှာစားစရာမှားစားပြီးပတ်စံမပေးပဲထွက်ပြေးသွားလို့ဆိုင်ရှင်ကအော်ကြီးဟစ်ကျဲနဲ့လိုက်ဖမ်းနေတာကိုတွေ့ရပါတယ်။အဲ့ဒီလူကတော့ဟုတ်ပါတယ်ကျွန်တော်ရဲ့ဆရာသမား Ace ပါပဲ။သူဒီမျိုးကိုရောက်နေတာကတော့အားလုံးသိကြတဲ့အတိုင်း Marshall D Teach တစ်ဖြစ်လဲ Blackbeard ကိုရှာဖို့ပါ။သတင်းချက်လက်တွေစုဆောင်းပြီးတဲ့နောက်မှာတော့ Ace တယောက်လဲ Blackbeard ရှိတဲ့နေရာကိုတီးသွားပြီးတော့တွားရောက်တိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့သူတွားတိုက်ခိုက်ခဲ့တာကMarshall D Teach မဟုတ်ဘဲနဲ့အဲ့ဒီမြို့မှာစေကုနေတဲ့ Dr. Blackbeard လို့ခေါ်တဲ့နာမည်တူနေတဲ့ဆရာဝန်တယောက်သားဖြစ်နေခဲ့ပါတယ်။မြို့ရဲ့ဆရာဝန်ကိုပလိန်သွားကျုံတဲ့ Ace လည်းမြို့ခံတွေဝိုင်းသမပြီးတော့မြစ်ထဲပစ်ချတာခံလိုက်ရပါတော့တယ်။ minor spoiler လေးပါပါမယ်။ spoiler sensitive ဖြစ်တယ်ဆိုရင်ဒီအချိန်ကိုကြော်သွားပေးကြပါ။ကြုံလို့တခါလေးပြောရရင် Ace အခုရောက်နေတဲ့နေရာကလူလူဆီယာနိုင်ငံမှာ anime ကို ongoing အထိကြည့်ထားပြီးတဲ့လူတွေဆိုရင်လူလူဆီယာဆိုတဲ့နာမည်ကိုကြားဘူးကြမှာပါဟုတ်ပါတယ်စာဘိုကိုလက်စားဖြောက်ဖို့အတွက်နဲ့ immunuclear ကျဲတာခံလိုက်ရတဲ့ကျွန်းမှာအဲ့ဒါလူလူဆီယာပါပဲနောက်ပြီးခုလက်ရှိမန်ဂါထဲမှာဆိုရင်လေ Rocks နဲ့သူ့မိန်းမတို့ကလူလူဆီယာမှာပြန်တွေ့မယ်ဆိုပြီးတော့ဂရုပေးခဲ့ကြတာမို့လို့လူလူဆီယာကျွန်းဆိုတာ One Piece ဇာတ်လမ်းအတွက်တထောင်တနေရာကအရေးပါနေတဲ့နေရာပါအခု Ace လူမှားပြီးထိုးလိုက်တဲ့ Dr. Blackbeard ဆိုတာလေကျွန်တော်တို့ရဲ့ Blackbeard ကြီး Marshall D Teach နဲ့တနည်းမဟုတ်တနည်းဆက်ဆက်နေနိုင်ခြေရှိပါတယ် Teach ကသူငယ်ငယ်ကမြို့ထဲမှာစေကူပေးနေတဲ့ဆရာဝန်ကြီးရဲ့နာမည်ကိုသဘောကျပြီးယူထားတာမျိုးတော့ဖြစ်နိုင်ပါတယ်ဖြစ်နိုင်ခြေရှိတာကိုပြောတာနော်တကယ်ဖြစ်နေရလို့ဆိုလိုရလည်းမဟုတ်သလိုဖြစ်နိုင်ခြေများနေရလည်းမဟုတ်ပါဘူးအပြင်လောကမှာတော့ Oda က Teach ရဲ့နာမည်ကိုကျွန်တော်တို့အပြင်မှာတကယ်ရှိခဲ့တဲ့ Blackbeard လို့ခေါ်တဲ့ပင်လယ်ဓမြကြီး Edward Teach ရဲ့နာမည်ကနေပြီးတော့ယူထားတာပါကဲထားပါတော့ cover story ကိုဆက်ရအောင်ဒီလိုနဲ့ပဲ Devil Fruit user ဖြစ်လို့ရေမကူးတက်ပဲနစ်လာတဲ့ Ace ကိုမြေအောက်ဖက်မှာရှိတဲ့မြို့တစ်မြို့ကကောင်မလေးတယောက်ကကယ်ထားလိုက်ပါတယ်။ကောင်မလေးနာမည်ကတော့မိုဒါလို့ခေါ်ပြီးတော့သူကလယ်ကွင်းထဲမှာနွားနို့တွေထုတ်လုပ်တဲ့အလုပ်ကိုလုပ်တာပါ။သူ့ရဲ့အသက်ကိုကယ်ခဲ့တဲ့မိုဒါအတွက် Ace လည်းကူညီတစ်ခုပြန်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒီကူညီကတော့မိုဒါပေးတဲ့စာတစ်စောင်ကိုသူ့ပို့ခိုင်းတဲ့သူတွေစီကိုတွားပို့ပေးဖို့ပါ။ဖြစ်ချင်တော့ကောင်မလေးစာပို့ခိုင်းတဲ့နေရာကလူလူဆီယာကျွန်းသားမှာရှိတဲ့ရေတက်စကန်G2 ကိုပါ Ace တယောက်လည်းရေတက်စခန်းသားကိုကတ်အဆောင်စစ်သားတယောက်ကိုဆော့ဘလော်တီးပြီးတော့ရေတက်ယူနီဖောင်းကိုယူပြီးအသွင်ယူပြီးဝင်လာခဲ့ပါတယ်စခန်းထဲရောက်တော့ထမင်းစားဆောင်ထဲမှာဘူဖေးကျွေးနေရလဲမြင်ရောလူဖီရဲ့အကိုပြီးပြီးရေတက်မချောင်ပါမချောင်တွေ့တဲ့နေရာမှာအဝဝင်ကြိတ်ပါတော့တယ်စားရင်တောက်ရင်တန်းလန်းမှာပဲဘေးနားကရေတက်သားတယောက်က Whitebeard အကြောင်းမကောင်းပြောတာကိုကြားလို့ Whitebeard ကိုအဖေတယောက်လိုသဘောထားတဲ့ Ace ကစိတ်တိုပြီးဆော့ဘလော်တီးပေးလိုက်ပါတယ်အဲ့တော့သူ undercover လောက်ထားတာလဲပေါ်သွားတာပေါ့ဒီလိုနဲ့ Ace တယောက်လည်းပြေးရင်လွှားရင်းနဲ့ရေတက်ကွန်မန်ဒါတယောက်ကိုထပ်အမှောက်သိပ်ပြီးယူနီဖောင်းလဲဝဲလိုက်ရပါတော့တယ်။ဒါပေမဲ့ထုံးစံအတိုင်းအစားတောက်ကတော့မပြတ်ပါဘူး။ G2 ရေတက်ဌာနချုပ်ရဲ့တနေရာမှာတော့ရေတက်ကလူကြီးတွေစီဝေးလုံနေပါတယ်။စီဝေးလုံနေတဲ့ရေတက်လူကြီးတွေကြားထဲမှာပြဿနာတစ်ခုဖြစ်နေပါတယ်။အဲ့ဒါကတော့တခြားမဟုတ်ပါဘူး။အစည်းအဝေးမှာတိုက်တဲ့ကော်ဖီကအရန်ခါနေလို့ပါ။ပုံထဲမှာပါတဲ့ Vice Admiral Komile ဆိုတဲ့တယောက်ဆိုရင်ကော်ဖီတွေခါလွန်းလို့ထွေးပါထုံနေရပါတယ်ဒီဘက်က Vice Admiral ဆိုတော့ဒီလိုရတက်ဌာနခွဲတစ်ခုမှာယာရူးကြီးတယ်လို့ပြောလို့ရပါတယ်အခုလက်ရှိ Smoker တို့ Gap တို့နဲ့ယာရူးချင်းတူတူပါပဲ
တစ်ချိန်တည်းဆိုသလိုပဲ G2 ရေတပ်ဌာနခွဲရဲ့အနီးကိုရေတပ်ရဲ့လျှို့ဝှက်စာရွက်စာတမ်းတွေတင်ဆောင်လာတဲ့သင်္ဘောတစ်စီးစိုက်ကပ်လာပါတယ်။အဲ့ဒီလျှို့ဝှက်စာရွက်စာတမ်းတွေတင်လာတဲ့သင်္ဘောပေါ်မှာမီးလောင်မှုတစ်ခုထဖြစ်လို့ရေတပ်ဌာနရဲ့လူတွေလည်းအလုံးရှုပ်ကုန်ပါတော့တယ်။သူများတွေအလုံးရှုပ်ပြီးပြေးလွှားနေတဲ့ကြားထဲမှာကော်ဖီခါခါကြီးကိုပြန်ထွေးထုတ်နေတဲ့ဒီဘက်ကတယောက်ကတော့ကျွန်တော်တို့ရဲ့ဆရာသမား Ace ပါပဲ။လျှို့ဝှက်စာရွက်စာတမ်းတွေတင်လာတဲ့သင်္ဘောကြီးကမီးလောင်နေတဲ့အပြင်အဲ့ဒီပေါ်မှာရေတပ်သားတွေကပိတ်မိနေတာမို့လို့စကန်ထဲမှာကြံနေတဲ့ရေတပ်သားတွေလည်းဘာလို့ဘာခိုင်းရမှန်းမသိပဲနဲ့တိုင်ပတ်နေပါတော့တယ်။အဲ့ဒီအချိန်မှာပဲရေတပ်ကွန်မန်ဒါယူနီဖောင်းနဲ့တပ်သားတယောက်ကသင်္ဘောပေါ်ကိုလွှားကနေခုန်တက်သွားပြီးမီးတောက်တွေကိုစောက်ကြည့်မဆိုင်ပဲသင်္ဘောပေါ်ကရေတပ်သားတွေကိုကယ်ထုတ်ပြီးပြန်ဆင်းလာပါတော့တယ်။အဲ့ဒီလူကတော့ဟုတ်ပါတယ်။မေရာနောမီကြောင့်မီးတောက်တွေကိုခံနိုင်ရရှိနေတဲ့ကျွန်တော်တို့ရဲ့ Ace ပါပဲ။ Ace တယောက်ကဟီးရိုးလုပ်ပြီးဝင်ကယ်လိုက်ပေမဲ့သူအယောင်ဆောင်ထားတာပေါ်သွားပြန်တာကြောင့်ရေတပ်သားတွေလည်းအသေးအတန်လိုက်ဖမ်းကြပြန်ပါတယ်။ရေတပ်သားတွေစီကပြင်းလွှားရင်းနဲ့ပဲ Ace ကကမလေးမိုဒါပေးလိုက်တဲ့စာကိုစောစောက Vice Admiral ခိုမီလေးရဲ့လက်ထဲကိုထည့်ပြအောင်ထည့်ပေးသွားပါသေးတယ်။အဲ့ဒီနောက် Ace လည်းသူ့ရဲ့စီးတော်ရင် Striker နဲ့အေးလူလူပဲထွက်သွားပါတော့တယ်။ဘာလို့လဲဆိုတော့စောစောကရေတက်စာရွက်စာတမ်းတွေရှိတဲ့သင်္ဘောပေါ်ကိုတက်တုန်းကသူလိုချင်တဲ့ Blackbeard အကြောင်းသတင်းအချက်လက်တွေပါတဲ့စာရွက်စာတမ်းတွေကိုရလိုက်ပြီးမလို့ပါ။ကောင်မလေးမိုတာပေးလိုက်တဲ့စာကတော့ကျမစီမှာနွားနို့ကောင်းကောင်းနေရှိတယ်လေဝယ်ကြပါအောင်လားဆိုပြီးတော့ရေတက်ဌာနကိုလှမ်းပြီးတော့ဖောက်တယ်ဆက်တဲ့စာပါ။စောစောကမှကော်ဖီခါခါကြီးတွေတောက်နေရလို့အစင်မပြေဖြစ်နေတဲ့ရေတက်ဌာနခွဲကလည်းမိုတာရဲ့စာကိုလက်ခံလိုက်တဲ့ပုံပါပဲ။ဒီမှာဆိုရင်တော့လူလူဆီယာကျွန်းသားမှာရေတပ်သင်္ဘောကြီးတစ်ခုနွားနို့ဝယ်ဖို့သွားနေတာကိုတွေ့ရမှာပါအမှန်တော့မိုဒါလေးရဲ့မိဘတွေကအဲ့ဒီရေတပ်သင်္ဘောပေါ်မှာစပုံမှုအဖြစ်လောက်ကန်နေကြတာဖြစ်ပြီးတော့အခုတော့မိုဒါလည်းသူ့မိဘတွေနဲ့ပြန်ဆုံသွားပါပြီနွားနို့ကောင်းကောင်းတွေဝယ်လို့ရတာတဲ့ရေတပ်သားတွေလည်းကော်ဖီခါခါကြီးတောက်စရာမလိုတော့ပဲအရသာရှိတဲ့ကော်ဖီတွေကိုတောက်နိုင်သွားပါပြီ Ace တယောက်လည်း Blackbeard ရဲ့သတင်းအချက်လက်တွေတေချာရသွားပြီမလို့ Blackbeard ရှာပုံတော်ဖွင့်ဖို့ဆက်ပြီးတော့ထွက်သွားပါတော့တယ်အဲ့ဒီနောက်ဘာတွေဆက်ဖြစ်ခဲ့လဲဆိုတာကတော့အားလုံးသိကြတဲ့အတိုင်းပါပဲကျုံလို့ fan fact အနေနဲ့ပြောရရင် Ace ရဲ့ကြောကုန်းမှာတက်တူးထိုးထားပြီးတော့ပင်လယ်ဓမြအလံအဖြစ်နဲ့ကိုလွှင့်ထားတဲ့ Whitebeard ရဲ့ Jolly Roger ကမန်းခထဲမှာတော့ကဒီလိုမျိုးစက်ကြာပုံစံနဲ့ပါဒီသင်္ကေတကိုစဝတိကလို့ခေါ်ပြီးတော့ရှေးခေတ်ဟိန္ဒူဗုဒ္ဓဘာသာနဲ့ဂျိန်းဝါဒတွေမှာကံကောင်းခြင်းတွေကိုဖော်ဆောင်တဲ့သင်္ကေတအဖြစ်အသုံးပြုခဲ့ကြပါတယ်ဒါပေမဲ့အနောက်တိုင်းမှာတော့1920လောက်မှာတိကျတဲ့အတိုင်းဂျာမနီမှာရှိတဲ့နာဇီပါတီရဲ့သင်္ကေတအဖြစ်အသုံးပြုခဲ့တာကနေစပြီးတော့နာဇီသင်္ကေတဖက်စစ်သင်္ကေတအဖြစ်ပို့ပြီးတော့ထင်ရှားလာခဲ့ပါတယ်အဲ့တော့စဝတိကဆိုင်နဲ့ Whitebeard ရဲ့တက်တူကြီး Jolly Roger ကြီးကအနီမဲတဲ့အရောက်မှာတော့ဒီလိုကြက်ချီကပ်ပုံစံပဲပြန်ဖြစ်သွားပါတော့တယ်ဆိုတော့ Ace ရဲ့ cover story ကတော့ဒီလောက်ပါပဲကိုလူတို့သဘောကျကြလိမ့်မယ်လို့မျှော်လင့်ပါတယ်လူလူရှာကျွန်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်ကြလဲ Blackbeard ကြီးတစ်ဖြစ်လဲ Marshall D. Tisch ဒါမှမဟုတ် David D. Tisch ကသူ့ရဲ့ငယ်ဘဝကိုဒီကျွန်းမှာဖြတ်တန်းခဲ့တယ်လို့ထင်လားဒေါက်တာ Blackbeard ကရောနာမည်တူနေုံမဲလား Tisch နဲ့တခုခုများဆက်ဆက်နေသေးသလားကိုလူတို့ဘယ်လိုထင်ကြလဲကိုပိုင် theory ရှိလားဒါမှမဟုတ်တခြားကြားဘူးတဲ့ theory ရှိရင်လည်း comment ထဲမှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်အခုဆိုရင်ကျွန်တော်ဗီဒီယိုတွေက cover story အကြောင်းချီပဲ၄ပုတ်လောက်ဖြစ်နေပြီဆိုတော့cover story အကြောင်းကိုခဏနားပါမယ်နောက်ထပ်ဗီဒီယိုတစ်ခုကိုတော့ cover story မဟုတ်တဲ့အကြောင်းအရာတစ်ခုနဲ့အတူပြန်လာခဲ့ပါမယ်ရဲသားစုပါနောက်ဗီဒီယိုတစ်ခုမှာပြန်တွေ့ပါမယ်